ရုပ်ရှင်များနဲ့ဗီဒီယိုဇာတ်လမ်းများအပြင်အခြားစိတ်ဝင်စားစရာများကို Aman Entertainment YouTube Channel မှာဖန်တီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခဏလေးမိနေမှာဆိုတော့ထပ်ပြောမယ်နော် Aman YouTube Channel ကို Like and Subscribeအောင်ဖေဗျာတပြောတက်ပြီးပြီလားပြီးပါပြီအိုးတက်ပြီးပြီလားဟဲ့ပြီးပြီပကားဆက်ပြီးပြီလားပြီးပါပြီပြီးပြီဒီလိုသိရထားမိပြီလားပြီးပြီပြီးရင်နောက်တစ်ခုထပ်လုပ်လိုက်အောင်ဖေ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 ပြီးပါဟဲ့အောင်ဖေဒါမှလုပ်တာလေအမေကမနောက်တစ်ခုလောက်လိုက်အောင်ဆိုအဲ့ဒါလေးမေဘာနင်းဟာလေရေးသားကိုအချောင်လိုက်တဲ့နေမှာ2ယောက်မရှိဘူးဘာတစ်ခုမှလက်ကြောတောင်လည်းမလုပ်ချင်ဘူးမေကလည်းမင်းညာဩကထအာတုဘအိမ်မှာလေမိုးအလင်းသားဆောင်ပေးရလို့ပါမေအိတ်ထင်လို့ပါအာတုဘအိမ်မှာကျတော့မနေနိုင်မထန်နိုင်သွားဆောင်ပြီးအိမ်လုံးကျတော့ဘာမှမလုပ်ချင်ဘူးဒီနေ့ညအဲ့ဒီအာတုဘကိုသွားရသွားချင်နင်းနဲ့ကလည်းတွေ့မယ်သိလားအမေနော်အမေကိုကျတော့ကျွန်တော်အမေရင်းလို့သဘောထားတာအမေကျတော့ကျွန်တော်ကိုသားရင်းလို့သဘောမထားဘူးကြာရင်ကျွန်တော်သိခံနိုင်မှာမဟုတ်ဘူးတစ်ပေတောင်မှနေ့မှန်များရင်နေ့သေးတာပဲမဟုတ်ဘူးလားမဟုတ်ဘူးတက်တယ်မဟုတ်ဘူးစင်ငုတ်မဟုတ်ဘူးလားစင်ငုတ်တောင်မှပဲနှဲ့ပါများရင်နေသေးတာပဲလို့ပြောရတယ်ပြောမတိုင်လည်းမပြောနဲ့တော့တကယ်တော့သူ့ကိုယ်သူပြဿနာမင်းသားများကြာနာပြောလိုက်ရင်စကကြီးစကကျင်းနဲ့လူတွေကကြားရင်ငါမိရွေးမလို့မတရားနဲ့နေစီနေပြောတယ်လို့ဖြစ်အောင်မယ်